အားလုံးပဲမင်္ဂလာပါ MM Cartoon Movie Channel ကနေကြိုဆိုလိုက်ပါတယ်ဇလံကောင်းလေးတွေနေ့စဉ်တင်ဆက်ပေးသွားမှာမို့လို့ channel လေးကို like and subscribe လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့အောင်နော်ဇလံရဲ့အစမှာတော့ DBI လေးဟာကောင်းကင်မှာပြန်တန်းနေရင်အယမ်းကိုပင်ပန်းလာပါတယ်သူဟာအောက်ကရေကန်လေးကိုမြင်တာနဲ့အနားယူဖို့စဉ်းသက်လိုက်ပါတယ်ဒါပေမဲ့စင်းချင်းမှာပဲရေကန်ထဲမှာရွှွန့်လေးပြည့်နေတာကြောင့်ချီချော်သွားပါတော့တယ်အဲ့ဒီနောက်ကြောက်တုံးကတုံးပေါ်တက်ရက်ပေမဲ့ကြောက်တုံးကအယမ်းပူနေတာကြောင့်သူ့ခြေထောက်တွေလောင်းလာပါတယ်ဒါနဲ့သူဟာအေးမြတဲ့ရေထဲကိုအမြန်ပြန်တက်ပြီးသွားရက်လိုက်ပါတယ်ရေထဲမှာအပန်းဖြေနေတော့မှပဲသူဟာတဖြည်းဖြည်းနစ်ဝင်သွားပါတယ်ရေထဲကနေအမြန်ပြန်တက်လာပေမဲ့ခြေထောက်တွေမှာတော့ရွှွန့်တွေကတ်ပါလာခဲ့ပါပြီအပူရှင်ကြောင့်ရွှွန့်တွေကခြောက်ပြီးအယမ်းမာသွားပါတယ်သူဟာကြောက်ဆောင်တစ်ခုနဲ့ခြေထောက်ကိုအကျဉ်းရိုက်ပြီးနောက်ဆုံးမှာတော့ရွှွန့်တွေကိုဖယ်ထုတ်နိုင်ခဲ့ပါတယ်အဲဒီနောက်တစ်ကိုင်းတစ်ကိုင်းပေါ်မှာအနားယူဖို့စူးစမ်းပြန်ပါတယ်ဒါပေမဲ့သူထိုင်လိုက်တဲ့တစ်ကိုင်းကကျိုးသွားပြီးသူပြုတ်ကျသွားပါတယ်တခြားတစ်ကိုင်းတစ်ခုပေါ်ကိုဘလိုပဲဖြစ်ဖြစ်ထိုင်လိုက်ပေမဲ့အဲ့ဒီတစ်ကိုင်းကသူ့ကိုအဝေးကိုလွင့်ဆင်းသွားစေပြန်ပါတယ်ဒါနဲ့သူဟာစိုက်ခင်းတစ်ခုတည်းကိုပြန်ဆင်းခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီစိုက်ခင်းထဲမှာတော့ခြုံထပ်တဲ့ရှားဆောင်ပင်တွေအများကြီးရှိနေပါတယ်သူဟာထပ်ပြန်တက်ပြီးကွင်းပင်တစ်ခုမှာဆင်းသက်ဖို့ကြိုးစားပေမဲ့နောက်ထပ်ဘာဖြစ်မလဲဆိုတာမသိခင်ပါပဲအဲ့ဒီမှာလေကင်းတွေစတိုက်လာပါတော့တယ်ငါတို့တွေပိုကောင်းတဲ့ဘဝမှာနေနိုင်မှုအတွက်ဖခင်ဖြစ်သူဟာယာဒီဥရုအတိုင်းမှာငါတို့အတွက်ရုန်းကန်ပေးခဲ့ပါတယ်ဒါကြောင့်မင်းရဲ့ဖေဖေကိုတခါမှဖတ်မဖူးသေးဘူးဆိုရင်ဒီ channel ကို like နဲ့ subscribe လုပ်ပေးခဲ့ပါပြီးရင် love emoji နဲ့ I love you dad လို့ comment ရေးပေးခဲ့ပါအောင်ဘာပဲဖြစ်ဖြစ်အယမ်းပင်ပန်းသွားပြီးတဲ့နောက်သူဟာ6တွေ့ဆွေးမိနေတဲ့တစ်ပင်ကပင်ပေါ်ဆင်းသက်လိုက်ပါတယ်ဒါပေမဲ့တစ်ပင်ကနှစ်ပိုင်းကျိုးသွားပြီးသူဟာအဝေးကိုလွင့်ထွက်သွားပါတယ်သူမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါအေးမြတဲ့မြေပုံတစ်ခုပေါ်ရောက်နေတာကိုတွေ့လိုက်ရပါတယ်အနားမှာရှိတဲ့ရေတွေကြောင့်လည်းသူဟာအေးအေးလူလူနဲ့စိတ်အပန်ပြေသွားပါတယ်သူဟာပျော်သွားပြီးကစားပြူပါတော့တယ်ဒါပေမဲ့ယုံတရက်ဆိုသလိုမြေပုံကပြိုကျပျက်စီးသွားပြီးနေရာအနှဲငယ်ပဲကျန်ပါတော့တယ်ဒါကြောင့်သူဟာအဲ့ဒီနေရာလေးပေါ်မှာခြေတစ်ဖက်ထဲနဲ့ပဲရက်နေလိုက်ရပါတယ်မထွက်သွားခင် like လုပ်ပေးဖို့မမေ့နဲ့အောင်နော်